အားလုံးပဲမင်္ဂလာပါဒီတစ်ခါပြောပြမယ်ပုံပြင်လေးကတော့ကူညီတတ်တဲ့အင်ဂျီမဲ့ကောင်လေးလို့အမည်ရပါတယ်တခါတော့ကရွာတရွာမှာမောင်မောင်လို့ခေါ်တဲ့ကောင်လေးတစ်ယောက်ရှိပါတယ်သူဟာအင်ဂျီမဲ့ပါမိဘမရှိအိမ်မရှိရွာရဲ့ဈေးထဲမှာနေ့စဉ်ရှာဖွေစားတောက်ရင်းရွာစုံကတစ်ပင်ကြီးအောက်မှာခိုးလုံအိတ်ဆက်ကအချိန်ကုန်လို့နေခဲ့ပါတယ်ဒါပေမဲ့မောင်မောင်မှာသူ့ရဲ့ဆင်းရဲချို့တဲ့မှုထက်ပိုကြီးမားတဲ့စိတ်နှလုံးသားရှိပါတယ်သူဟာအလွန်ကူညီရိုင်းပင်းတတ်ပြီးသူမြင်တဲ့သူတိုင်းကိုသူတတ်နိုင်သမျှကူညီဖို့အမြဲအစဉ်သင့်ရှိနေတတ်ပါတယ်တနေ့တော့သူဟာလမ်းဘေးမှာကျိုးပဲ့နေတဲ့ရေအိုးဟောင်းကြီးတစ်လုံးကိုတွေးလိုက်ပါတယ်အိုးကြီးဟာနှစ်ချမ်းကွဲပြီးမြေကြီးထဲမှာနစ်မြုပ်နေပါတယ်လူတွေကဒီအိုးကြီးကိုမြင်ပေမဲ့ဘယ်သူမှဂရုမစိုက်ကြပါဘူးဒါပေမဲ့မောင်မောင်ကတော့စိတ်ထဲမှာဒီအိုးကြီးကိုပြင်ဆင်ရင်ရေတဲတဲ့အခါအသုံးဝင်မဲ့လို့တွေးမိပါတယ်သူဟာအိုးကြီးကိုတူးယူပြီးချုံမွေးတဲ့ရွှွန်စေးနဲ့ဂရုတစိုက်ပြန်လဲပြင်ဆင်ကတစ်ပင်ကြီးအောက်မှာထားလိုက်ပါတယ်ညဘက်ရောက်တဲ့အခါထူးဆန်းတဲ့အရာဖြစ်ပွားခဲ့ပါတယ်။လာမင်းရဲ့အလင်းရောင်ဟာအိုးကြီးပေါ်ကိုတက်တက်ကျလာပြီးအိုးကြီးကနေနူးညံ့တဲ့အလင်းတန်းလေးတွေထွက်ပေါ်လာကအိုးကြီးဟာရွှေရောင်တောက်ပြီးလှပတဲ့အိုးတစ်လုံးဖြစ်သွားပါတယ်။အဲ့ဒီနောက်ตาရတဲ့အတန်တစ်ခုကြားရပါတယ်။မောင်မောင်မင်းရဲ့ကူညီလိုစိတ်ဖန်တီးနိုင်မှုနဲ့စူးစမ်းမှုကိုငါမြင်တယ်ဒီအိုးကြီးဟာမင်းရဲ့စိတ်နှလုံးသားကိုကိုစားပြုတယ်မင်းကူညီခြင်းတဲ့သူတိုင်းကိုဒီအိုးထဲကရေတစ်စက်လောက်တိုက်လိုက်သူတို့ရဲ့ပြဿနာတွေပြေလည်သွားလိမ့်မယ်မောင်မောင်အံ့အားသင့်သွားပါတယ်နောက်တစ်နေ့မှာသူဟာဒီအံ့ဖွယ်အိုးကြီးကိုယူပြီးရွာထဲကိုသွားခဲ့ပါတယ်သူဟာလယ်ကွင်းထဲရေမဝင်လို့ငိုနေတဲ့လယ်သမားကြီးကိုတွေ့တဲ့အခါအိုးထဲကရေတစ်စက်ကိုလယ်ကွင်းထဲဖြန်းပေးလိုက်ပါတယ်ချက်ချင်းပဲမိုးရွာတဲ့ကဲ့သို့လယ်ကွင်းဟာဆူဆွတ်ပြီးစိမ့်လန်းဆူပြေသွားပါတယ်သူဟာနာမကျန်းဖြစ်နေတဲ့ကလေးငယ်ကိုတွေ့တဲ့အခါအိုးထဲကရေတစ်စက်ကိုကလေးရဲ့နဖူးပေါ်ညင်ညင်တတလိမ့်ပေးလိုက်ပါတယ်ကလေးငယ်ရဲ့ဖျားနာမှုဟာချက်ချင်းပျောက်ကင်းသွားပါတယ်ဒီသတင်းဟာကြေးရွာတစ်ခွင်လုံးကိုပြန့်နှံ့သွားပါတယ်။လူတိုင်းဟာမောင်မောင်စီကိုလာရောက်ပြီးအကူအညီတောင်းကြပါတော့တယ်။မောင်မောင်ဟာဘသူကိုမဆိုပြုံးပြလျက်သူ့ရဲ့အံ့ဖွယ်အိုးကြီးတွေကရေလေးနဲ့ကူညီပေးပါတော့တယ်။နောက်ဆုံးမှာတော့ရွာသားတွေဟာမောင်မောင်ကိုကျေးဇူးတင်ကြတဲ့အနေနဲ့စုပေါင်းပြီးသူ့အတွက်အိမ်လေးတစ်လုံးတိဆောက်ပေးကြပါတယ်။မောင်မောင်ဟာအင်ဂျီမဲ့ဘဝကနေလူတိုင်းရဲ့ချစ်ခင်လေးစားခြင်းကိုခံရတဲ့သူဖြစ်လာပါတယ်။တစ်ပင်ကြီးအောက်ကရွှေရောင်တောက်ပြီးရေမကုန်နိုင်တဲ့အိုးကြီးကတော့ရွာသားတွေအတွက်အမြဲအသုံးဝင်နေပါတော့တယ်။ဒီပုံမြင်လေးကနေသင်ခန်းစာယူစရာတစ်ခုရှိပါတယ်ကျွန်တော်တို့မှာဘာပိုင်ဆိုင်မှုမှမရှိသေးရင်တောင်ကျွန်တော်တို့ရဲ့ကူညီလိုစိတ်ဖန်တီးနိုင်မှုနဲ့ကြိုးစားအားထုတ်မှုတို့ဟာအဖို့မဖြတ်နိုင်တဲ့အရာပဲဖြစ်ပါတယ်စိတ်နှလုံးသားကြွယ်ဝသူဟာအမြဲပဲချမ်းသာကြွယ်ဝသူပါပဲပုံမြင်လေးကိုပြီးဆုံးအောင်နားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကိုစိတ်နှစ်ဖြာကျမ်းမာကြပါစေ